ဒီနေ့တော့ကျွန်တော်တို့ translation ရဲ့နောက်ထပ်သင်ခန်းစာတစ်ခုကျွန်တော်တို့ဆက်သွားတော့မှာပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာကကျွန်တော်တို့ဘာတွေပြီးခဲ့လဲဆိုရင်ဒလူထုံတရံတောပင်တောလုံးနှက်မာလို့လေးဆိုကျွန်တော်တို့ပြီးတယ်ဒီနေ့ကကျတော့ထက်ဆငယ်ကောင်းငယ်ပိုက်သွားမှာပေါ့နော်ထက်ဆငယ်ကောင်းငယ်မိုးတိန်စင်အဲ့တော့ဒီနေ့သင်ခန်းစာကဒါဟာပေါ့နော်အပိုက်ရတွက်မယ်ဆိုလို့ရှိရင်အစိုးရစတွက်မယ်ဆိုရင် translation ကျွန်တော်စတွက်မယ်ဆို3ဘက်မြောက်ပိုက်ဖြစ်ပါတယ်အတီးတွေကစပြီးတော့ကျွန်တော်ဟို intro ကစပြီးတွက်မယ်ဆို4ဘက်မြောက်ပေါ့နော်โอเคတော့ပြီးခဲ့တဲ့သင်ခန်းစာမှာပြီးခဲ့တဲ့ဟောပါပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြီးခဲ့တဲ့သင်ခန်းစာပြောင်းပြန်နေတာဖြစ်ကုန်ပြီအဲ့တော့အဲ့ဒါလေးကျွန်တော်ပြန်ကြည့်မယ်နော်ဒလူဒါလေးစပြီးတင်မယ်ပြီးခဲ့တဲ့သင်ခန်းစာအဆုံးသက်ကဒါမျိုးလေးဆုံးပါတယ်ဒါမျိုးဆုံးလိုက်နော်အဲ့တော့ကြည့်မယ်လက်တွေကိုရွှေ့မယ်ညာဘက်လက်မ A ဘက်လက်မ F ဒရံပေါ့ဗျာဒရံလို့ပဲပြောရမယ်နောက်မှကျရင်အဲ့ဒီဘက်ကိုဒရံနှစ်ခါပေါ့နော်ဒရံနှစ်ခါဒရံပြီးရင်ဘက်လက်ညို E ပါညာဘက်လက်ညို B ပါဒရံပြောတော့ဇုံပေါ့နော်ဒရံပြောတဲ့စားငယ်နော်ပြီးလို့ရှိရင်ညာဘက်လက်တကြွယ် D ပါဘယ်ဘက်လက်တကြွယ် C ပါဒေဘူးနော်ဒေဘူးပြီးရင်ဘယ်ဘက်လက်မှာ F ညာဘက်လက်ကလေး C ဆိုဒေဘူးပြောပြီးဘယ်ဘက်လက်တကြွယ် C ကိုပြန်ချဒေဘူးပြောဘူးနော်ဒရံပြောဒေဘူးပြောဘူးနော်ထဲစားငယ်ကောင်းငယ်နော်ထဲစားငယ်ကောင်းငယ်ပြီးရင်ဘယ်ဘက်လက်ညို E ညာဘက်လက်ညို B စုံပါပြီးရင်ဒရံပြီးကွာနကစုံပြောဒရံပြောဟုတ်နော်ပြောဒရံပြောပြီးရင်အစောကဒေဘူးပြောအဲ့ဒါပြန်တီးပါတယ်ပြောဒရံပြောဒေဘူးပြောဒါမျိုးပေါ့နော်ပြောဒရံပြောဒေဘူးပြောโอเคအဲ့တော့စာသားနဲ့ဆိုရင်ထဲစားငယ်ကောင်းငယ်မိုးတိန်စီရှင်းလားပြန်ကြည့်ပြီးရနဲ့ဘယ်ဘက်လက်ညို C ဘယ်ဘက်လက်တန် F ဘယ်ဘက်လက်ညို C โอเคအဲ့တော့ပြန်ကြည့်မယ်စာသားနဲ့ဆိုရင်ထဲစားငယ်ကောင်းငယ်မိုးတိန်စီဆိုတော့ဒါကိုမာဂီတရဲ့ထုံးစံတိုင်းနှစ်ခေါက်ပြန်ပြီးမယ်နော်နောက်တစ်ခေါက်ဝါထားတော့ဝါချပြီးမှဝင်နေဟုတ်ပြီအဲ့တော့ကျွန်တော်ဝါလေးနဲ့ကျွန်တော်တစ်ခေါက်ရိုက်ပြမယ်เนาะကြည့်မယ်ပြီးခဲ့တဲ့သင်ခန်းစာအဆုံးလေးကကျွန်တော်တီးပြလိုက်မယ်เนาะပြီးခဲ့တဲ့သင်ခန်းစာအဆုံးကဒါမျိုးဆိုတော့เนาะဝါ
ပွားလေးနဲ့တီးပြပါမယ် sorry ချောင်းလေးစိုးနေဒီနေ့ကြည့်မယ်ကျွန်တော်အလွတ်လေးပဲတီးပြပေးပါမယ်ကြည့်မယ်ဝါတဲ့နော်လွတ်တဲ့နေရာဝါနော်အဲ့ဒါလေးကို view ဆိုင်မယ်နော်အဲ့ဝါးလေးတွေအလှလေးတွေအထောက်လေးတွေအဲ့ဒါလေးတွေ view ဆိုင်ပြီးအဲ့ဒါလေးတွေတိမှဟိုသချင်းကစီးပွားကြိုက်မှာကိုကတီးရင်ကွာသိလားဟိုကိုယ့်ကိုအိမ်မှာတယောက်တည်းတီးရင်တော့ပြဿနာမဟုတ်ဘူးပေါ့ဒါအဲ့ဒါလည်းအဆင်မပြေပါဘူးပြောရဟိုကိုက wine နဲ့တီးရမှာကွာ music ဆိုတာသူ timeline တစ်ခုမှာသွားနေတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီ timeline အတွင်းကထွက်သွားလို့မရဘူးအဲ့ဒါကိုသတိထားဖို့လိုတယ်နော်အဲ့အတွက် wine ခြံတဲ့နေရာမှာခြံမယ်ဟန့်တဲ့နေရာမှာဟန့်မယ်ခုတဲ့နေရာမှာခုရမယ်သတိထားပါ okay အဲ့တော့နောက်သင်ခန်းစာမှာပြန်တွေ့မယ်မင်္ဂလာပါဗျ